မင်္ဂလာပါဗျာရှင်နေ့ရေပဲစည်းနှုံးလေးတက်ပါတယ်ဗျာညလုံးစံထိတ်ချ12200 12000 11900စုံပဲပတ်စီလီကတော့9500လို့ကြားမိပါတယ်ဗျာစုံပဲဒီတပိတ်တာစီသားစီ2100 10ပိတ်တာဘုံကွန်ပါပြီ2,2500နန်းဆောင်ဒီတပိတ်တာစီသားစီ2,2000 10ပိတ်တာဘုံကွန်ပါပြီ2,3500ကျပ်ဖြစ်ပါတယ်ဗျာရန်ကုန်မန်းလေးနေရောက်ဝချီရပါတယ်ဗျာကျွန်တော်ရဲ့စုံပဲစီနဲ့နန်းဆောင်စီအတွက်ထူးအာမခံပါတယ်ဗျာမာယူလိုဘာက39 996 985 339နဲ့39 439 643 943တို့ဆက်သွယ်နိုင်ပါတယ်အားလုံးကျေးဇူးပါဗျာ